ထိုင်းရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့တံပြန်စစ်စင်ရေးတွေစတင်နေပြီလို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်းကပြောကြားခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နဲ့10ရက်နေ့တွင်ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားစစ်ရေးတင်းမာမှုတွေရှိနေခဲ့သလိုအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုကိုချိုးဖောက်ခဲ့ကြောင်းအပြန်အလှန်ဆွဆွဲလျက်ရှိနေကြပါတယ်။ထိုင်းကကမ္ဘောဒီးယားနဲ့နယ်စပ်တလျှောက်မှာစစ်ရေးပြစ်မှတ်တွေနဲ့ကာစီနိုရုံတစ်ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးကမ္ဘောဒီးယားကလည်းထိုင်းရဲ့အရက်သားဧရိယာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကဆွဆွဲပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကထိုင်းစစ်တပ်ဟာ F-16 တိုက်လေယာဉ်တွေပါဝင်အကြီးစားဖျက်အပြင်စစ်လက်နက်တွေကိုအသုံးပြုပြီးဒီဇင်ဘာလ9ရက်နေ့ကတည်းကကမ္ဘောဒီးယားစစ်တပ်ကစစ်ဖက်နဲ့အရက်ဖက်ပြစ်မှတ်တွေကိုတိုက်ခတ်နေခဲ့တယ်လို့ထိုင်းစစ်တပ်ကပြန်လည်ဆွဆွဲခဲ့ကြောင်းသိရှိရပါတယ်။အမေရိကန်အစိုးရကနှစ်ဖက်စလုံးအနေနဲ့ပေးထားတဲ့ကတိတွေဆက်တည်ကြဖို့တောင်းဆိုထားပေမဲ့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ပီယာဂူကတော့ကမ္ဘောဒီးယားနဲ့ညှိနှိုင်းရမယ့်အချိန်ကကြော်သွားခဲ့ပြီလို့ပြောကြားထားခဲ့ပါတယ်။